အားလုံးပဲမင်္ဂလာပါကျမ်းမာတူတန် YouTube Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့စီးကြောက်တဲတာကိုတဘာဝတိုင်းအမြန်ဆုံးပျောက်ကင်အောင်ကုသလို့ရတဲ့နည်းလမ်းလေးတွေကိုပြောပြပေးသွားမှာပါကြောက်ကပ်မှာစီးကြောက်တဲတဲ့ပြဿနာဆိုတာတော်တော်များများခံစားနေရတဲ့ကျန်းမာရေးပြဿနာတွေကတစ်ခုပါပဲလှုပ်ရှားမှုနည်းတယ်ရေတောက်နေရကနေစီးသွားနေလာတဲ့အခါစီးကပုံမှန်ထက်ဝါပြီးအနံ့ပြင်းလာသလိုအနဲ့အနှစ်စုပ်ပစ်ပစ္စည်းတွေကလည်းကြောက်ကပ်နဲ့စီလန်းကြောင်းမှာစုပုံလာပါတယ်ဒီအနေနဲ့တွေကတဖြည်းဖြည်းများလာတဲ့အခါစုသွားပြီးကြောက်လို့အခဲပုံစံမျိုးဖြစ်သွားပါတယ်။စီကြောက်တဲ့ခြင်းကြောင့်စီသွားရမှာခက်ခဲဖြစ်တယ်လို့နာကျင်ခြင်းအော့အန်ခြင်းအပြင်စီလန်းကြောင်းမှာတွေးထွက်တဲ့အထိထိခိုက်စေပါတယ်။စီကြောက်အသေးလေးတွေကတော့တိတ်ပြီးဒုက္ခမပေးနိုင်ဘူးဆိုပေမဲ့ကြီးလုံးနဲ့ကြောက်စင်ထိဖြစ်လာရင်တော့စီလန်းကြောင်းပိတ်သွားတဲ့အထိအခြေအနေဆိုးလာနိုင်ပါတယ်။ဒါကြောင့်ကိုစီသွားနေတယ်စီသွားရတာအခက်ခဲဖြစ်လာတယ်ဆိုရင်တော့ဆရာဝန်နဲ့တီချာပြကြည့်ပြီးကြောက်ကပ်မှာတည်နေတဲ့စီကြောက်တွေရှိမရှိဆိုတာကိုစစ်ဆေးကြည့်သင့်ပါတယ်။ယောဂအခြေအနေပုံမူတည်ပြီးတောက်ဆေးနဲ့ကုသရတာလည်းရှိသလိုလေဆာနဲ့စီကြောက်ခြေဖြတ်တဲ့ကုထုံးတွေလည်းရှိပါတယ်။အဲ့လိုကုသမှုခံယူနေတဲ့အချိန်ဝေဒနာတက်တာစေဖို့နဲ့နောက်ထပ်စီကြောက်မတည်စေဖို့အတွက်တဘာဝအတိုင်းတက်တာပြောက်ကင်းစေမယ့်နည်းလမ်းတွေကိုပြောပြပေးသွားမှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးသွားကြဖို့အတွက်တောင်းဆိုချင်ပါတယ်။စီကြောက်တည်တာကိုတဘာဝအတိုင်းမြ мян ပြောင်းအောင်ဘယ်လိုလုပ်မလဲဆိုတော့ရေများများတောက်ပါစီကြောက်တယ်ဆိုတဲ့ပြဿနာကစီသွားနေရကနေအဓိကစတင်လာတာပါရေတောက်နေတဲ့အခါခန္ဓာကိုယ်ကရေဓာတ်ဆုံးရှုံးမှုများတယ်စီသွားဖို့လည်းအချိန်ပိုကြာတဲ့အတွက်ကြောက်ကပ်အတွင်းမှာအနေအနစ်တွေများလာပြီးအခဲအနေနဲ့စုပုံသွားရကနေကြောက်ဖြစ်လာတာပါဒီတော့စီကြောက်ကိုတဘာဝအတိုင်းကြေစေဖို့ရေများများတောက်ပေးပါနိုင်ဝက်ချားတစ်ခါတနေ့ကိုရေ3လီတာလောက်အနည်းဆုံးတောက်ပေးပါအားကစားလေ့ကျင့်ခန်းလုပ်တဲ့သူတွေဆိုရင်ရေပိုတောက်ပေးတင်ပါတယ်အချင်ဓာတ်များတဲ့အသီးနှံဟင်းသီးဟင်းရွက်စားပေးပါစစ်ထရက်အက်ဆစ်တနည်းအားဖြင့်အချင်ဓာတ်ပါဝင်မှုများတဲ့အသီးနှံတွေကစီကြောက်တည်နေတဲ့သူတွေအတွက်အကောင်းဆုံးဓာတ်စားပါပဲအချင်ဓာတ်ရဲ့အဓိကအားသာချက်ကတော့ကြောက်ဖြစ်စေတဲ့စီးတွေကကယ်ဆီယမ်ဓာတ်နဲ့ဓာတ်ပြုတ်ပေးတာကြောင့်ကြောက်ကပ်မှာကြောက်ခဲပုံစံမဖြစ်လာစေဖို့ကာကွယ်ပေးပါတယ်ကြောက်သေးလေးတွေရှိနေရင်လည်းဆက်ပြီးကြီးထွားမလာစေဖို့ဖြည်းဖြည်းချင်းခြေဖြတ်ပေးနိုင်ပါတယ်။တံပြာသည်တံပြူသည်လိမ္မော်သည်စပစ်သည်ဘယ်ရီသည်ခရမ်းချင်သည်တွေကိုများများစားပေးနိုင်တယ်လို့ဖြောရည်အနေနဲ့ညှစ်ပြီးတောက်ရင်လည်းရပါတယ်။အောက်ဆီလစ်အက်ဆစ်များတဲ့အစားအစာတွေကိုလျှော့စားပါ။အောက်ဆီလစ်အက်ဆစ်ဆိုတာအစားအစာတချို့မှာပါဝင်နေတဲ့သဘာဝဓာတ်ပစ္စည်းတစ်မျိုးပါ။ကျွန်တော်တို့ကိုယ်ခန္ဓာကနေလည်းအောက်ဆီဒစ်အက်ဆစ်ကိုထုတ်လုပ်ပေးပါတယ်။ဒီအက်ဆစ်ဓာတ်ကိုအစာအိမ်၊ဥမကြီးကြောက်ကပ်စီလန်းချောင်းတွေမှာအများဆုံးတွေ့ရပါတယ်။အစာစားလိုက်လို့ဒီအာဟာရဓာတ်တွေဟာအရေးပြောပြီးစီးဖြစ်နဲ့ဆွန့်ထုတ်လိုက်ပေမဲ့စီးသွားနေလာတဲ့အခါဒီအက်ဆစ်ဓာတ်တွေဟာခန္ဓာကိုယ်ထဲမှာစုပုံပြီးကြောက်တည်စေပါတယ်။နောက်တစ်ခုကအောက်ဆီလစ်အက်ဆစ်ပါတဲ့အစားအစာအများစုဟာကျန်းမာရေးအတွက်အကျိုးရှိတဲ့အစားအစာတွေဖြစ်တာကြောင့်လုံးဝမစားတာထက်ပုံမှန်စားနေကြထက်လျှော့စားပါ။အောက်ဆီလစ်အက်ဆစ်ကိုဟင်းနုနယ်ရွက်တကြားမုံလာကိုက်လံရွက်ကစွန်းဥမြေပဲမုံလာရွက်တွေမှာအများဆုံးတွေ့ရပါတယ်။ဗီတာမင်စီအားဆေးတွေကိုပမာဏအများကြီးမတောက်ပါနဲ့။ဗီတာမင်စီကိုကျန်းမာစေဖို့ကိုယ်ခံအားကောင်းစေဖို့ယောဂါတွေကိုတိုက်ထုတ်ပေးဖို့အတွက်စားသုံးကြပါတယ်။အစားအစာအများစုမှာလည်းဗီတာမင်စီပါတယ်လို့အားဆေးအနေနဲ့တောက်လို့လည်းရပါတယ်။အဓိကပြဿနာကတော့ဗီတာမင်စီတချို့ဟာကိုယ်ခန္ဓာထဲကိုရောက်သွားတဲ့အခါအောက်ဆီလစ်အက်ဆစ်အဖြစ်ဓာတ်ပြုပြီးကြောက်ကပ်မှာသွားပြီးအနေထိုင်နေတတ်ပါတယ်။ဒါကြောင့်စီကြောက်တည်နေတဲ့သူတွေဆိုရင်ဗီတာမင်စီအားဆေးကိုပမာဏအများကြီးမတောက်သုံးသင့်ပါဘူး။အကောင်းဆုံးကတော့ဗီတာမင်စီဓာတ်ကိုလုံလောက်စွာရဖို့အသီးနှံဟင်းသီးဟင်းရွက်တွေကိုစားပေးဖို့ပါပဲ။ကယ်ဆီယမ်ဓာတ်နဲ့မက်ဂနီဆီယမ်ဓာတ်ကိုလုံလောက်စွာရပါစေ။ကယ်ဆီယမ်ဓာတ်ဟာသွားနဲ့အယိုးစစ်တွေတန်မာစေပြီးမက်ဂနီဆီယမ်ကတော့တနေ့တာအတွက်လိုအပ်တဲ့အားအင်တွေနဲ့ကြွက်သားတွေကိုကောင်းစွာလှုပ်ရှားစေနိုင်ဖို့ကူညီပေးပါတယ်။ဒါ့အပြင်ကိုယ်ခန္ဓာရဲ့အာဟာရဓာတ်စုပ်ယူနိုင်စွမ်းကိုမြင့်တင်ပေးသလိုအောက်ဆီလစ်အက်ဆစ်ကိုလည်းဖြိုခွဲပေးနိုင်တဲ့အတွက်စီကြောက်တွေကိုလည်းဆက်ပြီးကြီးမလာစေဖို့ကူညီပေးပါတယ်။ဒါကြောင့်ကယ်ဆီယမ်ဓာတ်လုံလောက်စွာရဖို့နွားနို့တိမ်ကျင်အဆရှိတဲ့နှုတ်ထွက်ပစ္စည်းတွေကိုနေ့စဉ်တောက်ပေးပါ။မက်ဂနီဆီယမ်ဓာတ်အတွက်ထောပတ်သည်ပဲမျိုးမျိုးတို့ဟူးတွေကိုစားပေးပါစားရှောင်ပါအငံဓာတ်ကသွေးတိုးယောဂတဲ့တွေအတွက်ဒါမကစီကြောက်တဲ့နေသူတွေအတွက်လည်းအဆင်မပြေပါဘူးနော်
ဒါကြောင့်ကိုယ့်ရဲ့တနေ့တာအစာအာဟာရမှာစားကိုတတ်နိုင်သလောက်လျှော့စားပေးနိုင်ရင်တော့အကောင်းဆုံးပါပဲအသင့်စားအစားအစာတွေအကင်တွေလမ်းဘေးစာတွေကိုလည်းအသက်နိုင်ဆုံးရှောင်ပေးပါအသားတွေကိုလျှော့စားပါပရိုတင်းဓာတ်ပါဝင်မှုများတဲ့အသားတွေဟာကိုယ်ခံအားစနစ်နဲ့ကြွက်သားသူတည်ဆောက်တဲ့နေရာမှာကူညီပေးနိုင်ပေမယ်ခုလိုစီးကြောက်တဲနေတဲ့အချိန်ဆိုရင်တော့လျှော့စားပေးနိုင်ရင်ပိုကောင်းပါတယ်အထူးသဖြင့်အနီရောင်အသားတွေကိုလျှော့စားပါအသားအစားပဲမျိုးမျိုးနွားနို့တွေကိုပိုစားသုံးပေးပါစီးကြောက်တွေဆိုတာမကုတပဲပြစ်ထားလို့ပျောက်သွားမယ့်အရာတွေမဟုတ်ပါဘူးဒါကြောင့်တတ်နိုင်သမျှမဖြစ်အောင်ကြိုတင်ကာကွယ်ထားဖို့လိုသလိုကုသပျောက်ကင်းသွားရင်လည်းနောက်တစ်ချိန်ထပ်မဖြစ်ရလေအောင်ခုပြောပြခဲ့တဲ့နေထိုင်စားသောက်မှုပုံစံတွေအတိုင်းလိုက်နာကျင့်သုံးလို့ရတယ်ဆိုတဲ့အကြောင်းထပ်မံအကြံပေးချင်ပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြတာပေါ့နော်အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်